အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ဓာတ်တော်မွေတော်ကံကူတော်စေတီတော်နဲ့ကြိုက်ကြော့ဖရားကိုသွားကြပါမယ်ဒီအထဲမှာဖရားဆင်းလူတော်လေးအများကြီးပဲဗျဒီဘက်မှာတော့ထိုင်တော်မူရုပ်ပွားတော်တဆူရှိပါတယ်မနက်ခင်းတာယာတဲ့ရှူခင်းလေးတွေကိုကြည့်ရင်ကျွန်တော်နဲ့အတူတူလိုက်ကြည့်လိုက်ပါအောင်နော်အခုမနက်ကျွန်တော်တို့အိမ်ကနေပြီးတော့9:40လောက်မှာစထွက်တယ်ပေါ့နော်ဒီငင်းကုန်းလမ်းဆုံးရောက်ရင်ကျေးဇူးကိုခေါ်မယ်ကျေးဇူးခေါ်ပြီးရင်ကျွန်တော်တို့ထောက်ကြပတ်ဆက်သွားမယ်ဗျာဒီနေ့ကအဲ့ဒီပလဲမြို့တင်နာကမွေတော်ကတ်ကူပေါ့နော်အဲ့ဒီဖရားကိုသွားမယ်တချို့ကြလဲထုံးမြူဖရားလို့ခေါ်တယ်ပေါ့နော်အဲ့ဒီမှာဖရားလေးအများကြီးပဲဗျာကျွန်တော်ရိုက်ပြပြီးသွားပါမယ်အဲ့ဒီဖရားကိုသွားမယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ကြိုက်ကလေးပေါ့နော်ဝိုင်ယာလက်နာကြိုက်ကလေးဖရားကိုဝင်မယ်ကဲအားလုံးပဲကျွန်တော်နဲ့အတူတူလိုက်ပြီးကြည့်လိုက်ပါအောင်နော်ကျွန်တော်ရိုက်ပြပြီးသွားပါမယ်အခုကတော့ကျွန်တော်တို့အောင်ဆန်းစင်းနာရောက်တော့မယ်ဗျငင်းကုန်းလမ်းဆောင်ရောက်တော့မယ်ဒီငင်းကုန်းလမ်းဆောင်ရောက်ရင်မနက်စာလေးပါလေးစားမယ်ပေါ့နော်မနက်စာစားပြီးရင်ကျွန်တော်တို့ဆက်သွားပါမယ်အခုကျွန်တော်တို့ဒင်းကုန်းလမ်းဆောင်ရောက်ပါပြီဒီမှာကျဲစင်းကစောင့်နေပြီပေါ့နော်ဒင်းကုန်းလမ်းဆောင်ကျွန်တော်တို့မနက်စာလေးပါလေးရင်စားလိုက်အောင်မယ်ဗျာမနက်စာစားပြီးကမှကျွန်တော်တို့ဆက်သွားမယ်ပေါ့နော်အခုကျွန်တော်တို့မနက်စာလေးပါလေးစားပြီးတော့ဆက်ထွက်လာနေပါပြီအခုကတော့ဒါကျွန်တော်တို့ဒီလမ်းကနေပြီးတော့ခေပင်လမ်းခွဲကိုပြန်ထွက်မယ်ပေါ့နော်ခေပင်လမ်းခွဲကနေပြီးတော့မှဒီလမ်းတိုင်းဆက်သွားပါမယ်အခု6:45လောက်တော့ရှိပြီဗျအချိန်ကတော့နေထွက်တော့မယ်နေအောင်လေးတန်းနေပြီချိန်မှာကျွန်တော်တို့အခုကြိုက်ကလော့ဖရားကိုရောက်ပါပြီကဲကျွန်တော်အထဲလေးဝင်မယ်ပေါ့နော်အထဲလေးရိုက်ပြပေးတော့ပါမယ်ကျွန်တော်တို့အတူတူလိုက်ပြီးကြည့်လိုက်ပါအောင်နော်ကျွန်တော်တို့ဒီလမ်းလေးကနေဝင်လာပြီးတော့ဒီလိုမျိုးလေးဆက်သွားမှာပေါ့နော်ကျွန်တော်တို့ကတော့စပိန်တွေကဟိုနားကဆိုင်လေးမှာအပ်ထားလိုက်တယ်ဗျကဲဆက်သွားမယ်ဗျာဖရားပေါ်ကျွန်တော်ရိုက်ပြပေးသွားပါမယ်ကျွန်တော်နဲ့အတူတူလိုက်ပြီးကြည့်လိုက်ပါအောင်နော်ဖရားပေါ်လေးကိုဟိုဘက်ချမ်းမှာကန်ကြီးတစ်ခုရှိသေးတယ်ဘောင်းမိတို့မရဘူးတဲ့ဒီအပေါ်မှာတော့ကြိုက်ကလော့စေတီပေါ့နော်ကြိုက်ကလော့ဖရားရှိပါတယ်ဒီဘက်ချမ်းမှာကန်ကြီးရှိတယ်ဗျဒီဘက်ချမ်းမှာကန်ကြီးဒီကန်ကြီးကိုဒီအပေါ်ဖရားဖူးပြီးမှကျွန်တော်တို့အောက်ကိုဆင်းပါမယ်ကဲအခုတော့ကျွန်တော်တို့ဖရားဖူးလိုက်ပါမယ်အပေါ်ဘက်လေးကျွန်တော်ရိုက်ပြပေးသွားပါမယ်ကျွန်တော်နဲ့အတူတူလိုက်ပြီးကြည့်လိုက်ပါအောင်နော်မနက်ခင်းစောစောလေးဖရားလာဖူးရတာတော့တာရတယ်ဗျကျွန်တော်တို့အခုတစ်ပတ်ပတ်ပါမယ်ဗျာတစ်ပတ်ပတ်ပြီးကျွန်တော်ရိုက်ပြပေးသွားပါမယ်မှာတောက်ကြချိုးအပေါ်တော့ခတ်ထားတယ်တဖို့က
မှာရက်ခဘိုးဘိုးကြီးဒီဘက်မှာတောင်ပိုင်ဘိုးဘိုးကြီးဒီဘက်မှာသူရတတိမဲတော့ထဲမှာစုပန်ကလေးอ่ะဒါကထိုင်းဘာသာစကားထိုင်းခီးသွားရယုံကြည်တက်ဝင်ကြတဲ့မင်းသမီးစုပန်ကလေးอ่ะစာလေးတွေကတေးလို့နေဗျာကြီးစီရအကြီးပဲအထူးကြီးပဲဒီအထဲမှာဖျားဆင်းလူတော်လေးအများကြီးပဲဗျဖျားဆင်းလူတော်အများကြီးပဲပတ်လည်းပဲဗျရုပ်ပွားတော်အလူရှင်တဲ့ဒီဖျားစင်းတွေအများကြီးအဆောင်လေးပြီးသွားရင်ဒီဘက်မှာလည်းပဲနောက်ထပ်ရှိပါသေးတယ်စုပန်ကလေးရတော်တော်အေးချမ်းနေဗျမနက်ခင်းဖျားရှိခိုးသူတွေတရားထိုင်တဲ့သူတွေနဲ့ပြီးရင်ကျွန်တော်တို့ဟိုကန်ရှိတဲ့အောက်ဘက်ခြမ်းလေးသွားပါမယ်ဒီကြိုက်ကလော့ဖျားပြီးသွားရင်ကျွန်တော်တို့ငွေတော်ကက်ကူဆက်သွားပါမယ်ပလဲမျိုးတင်တာပေါ့နော်ကျွန်တော်ရိုက်ပြပေးသွားပါမယ်ခင်ဗျာကျွန်တော်တို့နဲ့အတူတူလိုက်ပြီးကြည့်လိုက်ပါဦးနော်ဒီထဲမှာတော့အဘအောင်မင်းကောင်အဘဘိုးမင်းကောင်တက်ခန်းရှိပါတယ်
ဒီဟာလေးကဘာလုပ်တဲ့ဟာလေးလည်းမသိဘူးဗျဒီကနေပြီးတော့ဒီလိုကြိုးတန်းနဲ့ဟိုဖျားထီပေါ့နော်ကြိုးတန်းနဲ့ဘာအတွက်လဲတော့ကျွန်တော်မသိဘူးဗျတေချာငါးစုနေလတန်ဆောင်တဲ့ကဲအခုကျွန်တော်တို့အောက်ဘက်လေးဆက်သွားပါမယ်ညာရေကန်ရှိတဲ့ဘက်ပေါ့နော်ဒါတစ်ဖက်ကျွန်တော်တို့ပတ်ပြီးသွားပါပြီဒီအောက်မှာဗျကန်ကြီးရှိပါတယ်ကန်ကြီးပြီးတော့ဒီဘက်မှာထိုင်တော်မူရုပ်ပွားတော်တဆူရှိပါတယ်ကဲကျွန်တော်တို့အောက်ကလေးဆင်းကြည့်ပါမယ်ခင်ဗျာကျွန်တော်ရိုက်ပြပေးသွားပါမယ်ကျွန်တော်နဲ့အတူတူလိုက်ပြီးကြည့်လိုက်ပါအောင်နော်ဒီကံပတ်ချမ်းမှာဒီလိုမျိုးဆိုင်လေးလည်းရှိပါတယ်ဒီမှာဗျဒီနားမှာကန်ကြီးနဲ့တာရတယ်ဗျဒီထဲမှာငါးကြီးတွေလည်းရှိတယ်ဒီကန်ထဲမှာဟိုမှာငါးစာတွေပဲပြေးလို့ရတယ်ငါးကြီးတွေဒီဘက်မှာတော့ထိုင်တော်မူရုပ်ပွားတော်တဆူရှိပါတယ်ဒီဘက်ချမ်းလေးမှာကျွန်တော်ဒီအထက်လေးကိုရိုက်ပါပေးသွားပါမယ်ဖျားပေါ်မှာခိုးလေးဒီအထက်လေးဆက်သွားမယ်ဗျာအထဲလေးကိုရိုက်ပြပေးသွားပါမယ်မာပြည်မြို့ရွှေဘုံတာမူနီရုပ်ရှင်တော့တဲ့ဒီဘက်မှာကမန္တလေးမြို့မဟာမူနီရုပ်ရှင်တော့ဒီဘက်မှာကဇလွန်မြို့မဟာမြေမူနီရုပ်ရှင်တော့ဒီဘက်မှာကကြောက်တော်မြို့ရှင်ကျော်မူနီရုပ်ရှင်တော့ဒီအောက်မှာလည်းပဲငကယုံဖျားတဆူရှိပါတယ်ဟိုဘက်ချမ်းလေးမှာပေါ့နော်ငါးစာကျွေးနေတဲ့လူတွေရှိတယ်ဗျကျွန်တော်အောက်လေးဆင်းပြီးတော့ရိုက်ပြပေးသွားပါမယ်ဒီမှာဗျငကယုံဖျားတဆူရှိပါတယ်ဒီဟာလေးကရေထဲမှာမျောနေရဗျဒီရှင်ဥပကုတ်ပေါ့နော်စွန့်စားနေတာတပိတ်နဲ့ဒီဘက်မှာငါးစာကျွေးနေလူတွေဒီအောက်မှာငါးတွေရှိတယ်ကန်ထဲမှာငါးတွေအများကြီးပဲအခုကျွန်တော်တို့ကြိုက်ကလော့ဖျားနေပြီးတော့ဆက်ထွက်လာနေပါပြီ
အခုဟိုပါပေါ့နော်ပလဲမျိုးတင်တာကငွေတော်ကက်ကူဖျားကိုဆက်သွားပါမယ်ကဲကျွန်တော်နဲ့အတူတူဆက်ပြီးတော့လိုက်ကြည့်လိုက်ပါအောင်နော်ကျွန်တော်ရိုက်ပြပေးသွားပါမယ်ဗျာကဲကျွန်တော်တို့ငွေတော်ကက်ကူဖျားကိုရောက်ပါပြီထုံးပြူဖျားလို့လည်းခေါ်ကြရပေါ့နော်ဒီဘက်မှာစိုင်းနေအင်ဂျီစိုင်းနေများတယ်ဒီဘက်မှာကဲဖျားလေးဝင်မယ်ဗျာကျွန်တော်တို့အတူလိုက်ပြီးကြည့်လိုက်ပါအောင်နော်ကျွန်တော်အထဲလေးရိုက်ပြပြီးသွားပါမယ်ဒီဘက်မှာလည်းဈေးဆိုင်တန်းလေးရှိတယ်ဗျဒီဖျားမှာတော့လူများတယ်လူတော်စီတယ်ဒီဘက်မှာပြီးကြမှာကျွန်တော်တို့ဟိုဘက်ချမ်းကိုသွားမယ်ဗျအခုတော့ကျွန်တော်တို့ဒီဖျားတဲ့ဝင်ပါမယ်ကျွန်တော်အထဲလေးရိုက်ပြပေးသွားပါမယ်ဓာတ်တော်မွေတော်ကံကူစီတီတော်တဲ့ဒီဘက်ပတ်တဲ့ဒီမှာလည်းဖျားစင်တူတော်ရုပ်ပွားတော်ရရှိပါတယ်ဒါလေးမျက်နှာပေါ့နော်ဒီဘက်ပတ်လည်းပဲကဲကျွန်တော်တို့ဖျားဖူးပြီးရင်ပတ်လည်းအပြင်ဘက်လေးကိုရိုက်ပြပေးသွားပါမယ်ကျွန်တော်အပြင်ဘက်ပတ်လည်းရိုက်ပြပေးသွားပါမယ်ဒီထဲမှာဖျားလေးရှိတယ်ဗျပတ်လည်းပဲဗျာဒီလိုမျိုးထုံးမြူဖျားကြီးပေါ့နော်ဒီလိုတစ်ပတ်လုံးပဲဒီအလဲကောင်မှာဒီအထဲမှာတော့ကျွန်တော်တို့ခုနဝင်ရိုက်ပြခဲ့တဲ့လေးမျက်နှာလုံးပေါ့နော်ဖျားတွေဒီထဲမှာပါအပြင်မှာတော့ဒီလိုမျိုးဖျားတွေနဲ့ပတ်လည်းပဲပေါ့နော်လူများတယ်ဗျာဒီနေ့လူစီးတယ်ဒီဘက်မှာတော့နဂယုံဖျားရှိပါတယ်ရေတွေကတော့နည်းနည်းလေးနောက်တယ်ဗျဒီနဂယုံဖျားရဲ့ဒီဘက်ချမ်းမှာလည်းပဲဒီထဲမှာလည်းဓမ္မယုံလေးတစ်ဆောင်ရှိပါတယ်အထဲလေးမှာကျွန်တော်ရိုက်ပြပေးသွားပါမယ်ဗျာဒီထဲမှာရှင်ဦးပကုတ်ကဲပြန်ထွက်မယ်ဗျာပြန်ထွက်မယ်စိမ့်လဲကြည့်ဗျာရေကန်တာတဲ့
ဒီမှာရေပန်းလေးထွက်နေတယ်ဟိုဘက်အလဲဘက်လည်းတွားလို့ရတယ်ကျွန်တော်တွားကြည့်လိုက်ပါဦးမယ်ကျွန်တော်ဒီအထက်လေးခဏပတ်ကြည့်လိုက်ပါဦးမယ်ကျွန်တော်ရိုက်ပြပေးသွားပါမယ်ကျွန်တော်နဲ့အတူတူလိုက်ကြည့်လိုက်ပါအောင်เนาะအထက်လေးတားရတယ်ဗျလှတယ်နေရာလေးရေးအောင်မရေးဒီထဲမှာတော့ဖះနဲ့ရဟန္တာဓာတ်တော်တွေကိုဖန်ပေါင်းကြောင်ထဲမှာထားပနာထားတာပဲဖြစ်ပါတယ်ခင်ဗျာပတ်လေလေးပဲရှင်သာရိပုတ္တရာအယောင်လေးနေဗျဘေးရရေဝမလို့တော့ကတော့လည်းကျေပါသားတယ်တာရတယ်ဗျဒီထက်လေးရဒီနားမှာရေလေးတွေထွက်နေတာဒီပန်းလေးတွေဒီမှာမုံလေးပါလေးဒီဘက်မှာကျွန်တော်တို့ခဏထိုင်စားကြမယ်ထိုင်စားပြီးရင်ကျွန်တော်တို့ပြန်ပါမယ်ဒီမှာကတင်မော်တီတောင်ဒီမှာကပဲပြားစာတော့ဒီမှာလက်ဖက်ထမင်းဒီမှာမုံလက်ဆောင်ဒီဘက်ဘေးနားလေးမှာအဲ့လိုမျိုးထိုင်စားကြတဲ့လူတွေလည်းများတယ်ဒီနေ့လူများတယ်ပေါ့နော်ဒီညလေးမှာမုံတွေထိုင်စားကြတဲ့လူတွေထမင်းထိုင်စားကြတဲ့လူတွေများပါတယ်အခုကျွန်တော်တို့တွေပြည်လမ်းပေါ်ကိုပြန်ရောက်နေပါပြီပြည်လမ်းတိုင်းကျွန်တော်တို့အိမ်ပြန်มาတော့မယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးအထိကြည့်ရှုပေးတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်